ဆရာဒါလူတမေဆိုလူတောင်ရှိတယ်ဘေးမှာတောင်ရှိတယ်ကိုနိုင်တဲ့ကိုသွားမနိုင်မှမထားနဲ့မင်းကတသိန်းတက်တယ်မင်းတသိန်းကြီးကိုကငါတို့တယ်ငါတို့ကိုကတော့လောင်းမှာပေါ့ဟုတ်တယ်မလားအဲ့တော့လောင်းတဲ့နေတဲ့ကောင်တသိန်းကောင်တောက်တယ်ကိုတသိန်းကတော့လောင်းလိုက်ပြီပဲဒါလို့လေကိုရုံနဲ့ကိုကြည့်လေဟုတ်တယ်မလားအတက်ကြီးကနုံနုံရဲ့အဆက်ပြည့်ဟုတ်ပြီအတက်ငယ်လေးကရင်းရင်ငုံးနေကိုကြည့်မကောင်းပေါ့ဟုတ်တယ်မလားအဲ့တော့ဗာစီလုံးကြီးကြီးအင်းဟာဒီမှာခိုင်းမရယူထားမှာမဟုတ်ဘူးဖေးရရှိပါခါဒရာနဲ့စီနာနဲ့ပေါင်းတော့ညညပွဲဖြစ်သွားအဲ့ဒါမလို့ဝိုင်းဝန်းပါဘူးဟုတ်တယ်မလားအဲ့ဒီမျိုးဝဲဟုတ်တယ်မလားအဲ့ပုဂ္ဂိုလ်လေးလောက်တယ်ဆိုရင်ဒုတိယပါတော့ကိုလောက်တဲ့လူရဝိုင်းဝန်းပါမောမှာပေါ့ဟုတ်တယ်အဲ့လိုပဲဘလူပဲလို့ဘယ်ငါဘာလို့ရှင်းတော့လေယူတယောက်လားစေနာသာယူတော့မရှိတာခဏမရှိတာရှာလို့ဒရာကြတော့ရှိတော့ဒရာမရှိလိုက်ပါဟုတ်တယ်ဒရာမှာမူကြီးတယ်မထိုင်အဲ့တော့မင်းတို့ဘေးစုကဆိုအနေဆိုရတော့ဟာအကြောင်းရှိရင်အဘာရေးသားဘာရေးနေပြီလားဒါပြဟုတ်တယ်မလားကိုလာပြအိမ်အဘာရေးသားကိုရချောင်းပြောက်လို့ရေးစင်းဒါဘယ်ရောက်ပြောက်လို့ရေးဒါစိတ်ကြရေးစင်းတောင်းပြီကိုလာပေးပြီမင်းတို့ဘာလို့ပြောက်ကောကိုပေးလာဆက်ရခုမျိုးကိုပြန်စားမှာဘုန်းကြီးကတော့ယူရမလားဒကမကဘူးလေးနဲ့မလုပ်နဲ့ကိုကတည်တယ်မင်းတို့မင်းဆရာဟုတ်လေဟာမင်းဆရာငါ့ဟုတ်လေအကုန်လုံးဝိုင်းလေရအောင်လူလေးတွေဟိုရမယ်ကိုကတည်ကြည့်တယ်မိုးကြည့်လားဒကာလုံးလားမဟုတ်ဟိုကမိုးကြည့်တယ်အခုတို့ပါဦးလားဘာလာကြည့်လားကိုနေရလောကုတ်ရလူလောကီလူမဟုတ်လောကီလူကကိုသားဂရုံးတော့ရှင်ပြုဒေချပြီးတော့ဒီမှာဘုရားရဟန္တာဝိဇ္ဇာယူသိသိလေးကတ်ထားဟမ်အားရည်နောက်ရစားရပါဘူးလေဝိဇ္ဇာကြီးသုံးမှာစင်ကြဲတဲ့လူစားကျန်တော့ဖယ်တော့မပါဘူးကွာပါလားမဟုတ်လို့သစ္စာသုံးချက်ဆွေးရယူစားအဲ့တော့အလူကဘုံထနာလေးဌာနပြောခြင်းဝါစစ်ကလေးတကောင်ကျွေးရဝါတရားကျူးပြီ
ဟိုခွင့်ကျွေးဘယ်ဝါထောင်ကျွေးမယ်လူရောက်လာမျိုးလူချောကျွေးဘဝတစ်ကောင်ကျွေးပေးမယ်ဝိသုဒ္ဓိသုံးပါးစင်ကြယ်တဲ့ရဟန်းဖြစ်စီလူဖြစ်စီကျွေးဘဝသိန်းကျွေးပေးတယ်ကိုယ်နဲ့လူရကျွေးပေးလူလားမတွေ့တော့ကျွေးလူရမှာပေါ့နေရာကနိဗ္ဗာန်လာပြီးဟောလူမလူနိုင်ဘူးကျွေးလူရမယ်ရမလာဟောလူလူတဲ့လူကညောင်မေတော့လူကညောင်ပြောရဲ့အကြောင်းမဟုတ်ဘူးတခါလူကသူကများတော့ညောင်ပြောညောင်ချက်မှာဟုတ်သူကညောင်မလို့မနိုင်ဘူးလေညောင်ပြောညောင်လို့ရဲ့အကျိုးပြုရမယ်ဝိသုဒ္ဓိကမှဆင်းရဲလူစားသစ္စာလုံးရဲ့ဆင်းရဲလူပဲလေဟုတ်တယ်မလားအဲ့ဒါကတော့မြတ်နေဒါတော့လောကုတ်ကြီးလူလို့ပြောလောကီလူကိုသားကိုရှင်ပြီးတာတော့ပဲလေဒါမှမပါတာဒါပါပြီလုံးဝဟုတ်လားချွေးရဘောကဘာပတ်လဲဆိုအဲ့ကြောင့်ပတ်တာကိုစွန်းတာမဟုတ်ဒါလို့ဒီကောင်ဒါလို့ငါတော့ဒါပေးမှဖြစ်လေဟုတ်လားအမေလေနေမောင်သူ့နေမောင်တော့ဟိုကွာဝင်ပြပြီလားလူရဝါရပြီလားဒီမှာကုန်းတော့တရားမလို့ရတော့ရတို့ရှိတော့မများဘူးလားများတော့အဲ့တော့ပြန်စုပြီးတော့ဒီမှာဆိုရောမဖြစ်ဘူးလားဖြစ်ပါလေစီလုံးမျိုးစီအင်းဟာတော့ရွှေရောမိသားစုဖြစ်နေစီလုံးတက်ဝင်ညီညွတ်နေဘာလို့လဲ30 60လူထားတယ်ခင်ဗျာ50 55လူထားတယ်90 28လူထားတယ်90ပြေ45လူထားတယ်ဗျာခင်ဗျာဒီ45လူထားတယ်အဲ့ဒီမှာရေလောင်းလူဖြစ်မလားကျွေးလာတော့ဆောက်ဖြစ်မလားတက်ဆာဆိုတာလေလူများရေလာကျွလို့ဖြစ်ပါမလားအဘအခုမွေးတာအခုလူတွေမွေးတာရဲ့အဲ့လိုသားကြီးမွေးရတယ်တာမျိုးဖျားရှိမှတက်ဆာဆိုလို့လည်းတာမျိုးရှိတယ်လူတွေရှိတယ်ဟမ်ငါချိန်ရတဲ့မွေးထားတာတက်ဆာဆိုမွေးထားတာ